အခုရွေးကောက်ပဲအနိုင်ရမယ်တမနာလုံးမဲ့ပုံကိုပဲပြောချင်တယ်ကြံတဲ့လူတွေမပြောချင်တော့နော်အခုပြည်ရင်းစီမြန်မြန်အေးကြလုပ်ပေးပါပြီးရင်တိကျစစ်ပါတကယ်မြန်မာနိုင်ငံသားခိုင်မှာလားစစ်ပြီးတော့တေချာတိုင်းရင်းသားတွေကိုစစ်ဆေးပြီးတော့မြန်မာပြည်တွင်းထဲမှာနေခိုင်းပါမြန်မာပြည်သားအဖြစ်မခံယူတဲ့လူအကုန်လုံးခွဲခြားတိချာခွဲထုတ်ပလိုက်ပါအရင်အောင်နောက်တယ်နော်အမြဲတမ်းခဏဘာသာအောင်နောက်တယ်စစ်တမ်းထုတ်မြန်မာပြည်ဘွားမြန်မာပြည်တကယ်နေမဲ့မြန်မာပြည်သားခံယူမှာလားခံယူမဲ့လူပဲထားမခံယူမဲ့လူတော့ညောင်းကြောက်ရောက်ချင်ရောက်ပါဟဲ့ခေါ်ကောင်းတယ်နော်တိုက်ဆူဆူတိုက်မလုံးနဲ့ခွေပြေးဝပြေးပြေးရမှာကြားလားကျက်ဖက်ဘင်္ဂလီတွေတခြားနားထောင်နော်ဟုတ်ချင်ပါအရန်လူပါဝါခံရတယ်နော်အဲ့ဒီလူတွေကသွေးထိုးနေတာမြန်မာပြည်ဘာသာရေးတွေရောနိုင်ငံရေးတွေသွေးထိုးတာသူများနိုင်ငံမှာလိုက်သွေးထိုးတာမိမညံနေနဲ့မြန်မာနိုင်ငံကိုတိုက်ခတ်ပြီးစော်ကားနေကြတာအဲ့အခုလုံးမတမရအောင်ပြောပါတယ်စစ်တမ်းထုတ်ပြီးတော့လုပ်ပေးပါနော်ပြည်တွင်းစီငင်းညောင်းလုပ်ပေးပါနောက်ကျက်ဖက်ဘင်္ဂလီတွေမင်းတို့ကပြားတယ်ခဏအေးရှမ်းကိုမနေဘူးတေကောင်တွေကနေပြီးတော့နော်အဲ့တော့တွေနေပြီးတော့အေးစစ်နေကြဆူဆူတိုင်းမလုံးနဲ့ခုကင်ဒီယာမှာတရားစွဲနေပါတယ်မြန်မာပြည်ကြီးကိုနေပြီးတော့မြန်မာနိုင်ငံကိုပြီးတော့နော်ခုပါပြေးလာတယ်စောက်ပြဿနာကြီးဖြစ်နေတော့ပဲနော်နိုင်မလားတော့တရားစွဲတယ်မင်းတို့စောက်ချောင်းတော့နေပြီးတော့တနိုင်ငံလုံးကနေသိတယ်တကဘာလုံးကနေသိတယ်မင်းတို့စောက်ချောင်းနေပြီးတော့နော်မင်းတို့ငိုပြရင်လည်းမရဘူးရေပြရင်လည်းမရဘူးဒီအချင်းချင်းမှာနေပြီးတော့နော်မြန်မာပြည်မှာနေပြီးတော့မင်းတို့အချက်ဖက်ပင်တွေကိုနေပြီးတော့အေးအချက်ထားတာလူအခွင့်အရေးတိုင်းလို့ပေးထားတာဒါတွေကိုမင်းတို့ကခွင့်ကောင်းလို့မယူတဲ့ဘူးနော်ဆူဆူပဲတိုက်လို့ရှင်တဲ့ကောင်တွေမြန်မာနိုင်ငံဒီဒုနိုင်ငံဆိုတဲ့ဟာဖြစ်ရမယ်ဆိုတော့မင်းတို့ကိုကောင်တွေရဲ့အကောင့်ထဲမှာတင်မဆွေးထားတဲ့ကောင်တွေကစောက်သုံးနေပြီးတော့ဒီတခါတော့ကြီးတော့မရတော့ဘူးနော်မြန်မာပြည်သူလူထုတွေကနေပြီးတော့ဟိုမင်းတို့ချက်ဖက်ပင်တွေကိုနေပြီးတော့လက်မခံဘူးဆိုရင်ဒီလုံးမှာနေတော့ချက်နေတယ်နော်ကိုရှောက်ကိုရောက်တော့မယ်ဘွားကိုနော်ကိုရှောက်ကိုကြားဘူးလားမင်းတို့တွေနော်ကိုရှောက်ကိုဘွားကိုရောက်ခုသွားမယ်နော်ကိုကမသွားရဘူးဒီကမသွားရဘူးအဲ့လိုဖြစ်သွားမယ်နော်စပြဿနာကနေပြီးတော့ဒီထဲနဲ့ကြီးလာတယ်နော်မင်းတို့တွေကိုနေပြီးတော့အေးရှင်းနေကြငါလေးခဏပြောတော့မောလာတယ်နော်ကျက်ဖက်ဘင်္ဂလီတွေဘင်္ဂလားဒေ့ရှ်မှာရောက်နေတယ်ဟဲ့ဒီကျက်ဖက်ကိုနှိုးဆော်နေတဲ့ဘင်္ဂလီတွေဘက်ကလည်းကိုဆိုးတာပေါ့နော်အဲ့ဒီကျဲဖက်တဲ့တိုက်တွေနေပြီးတော့ပြားသမားကိုယုံပြီးတော့မွတ်စလင်တွေလည်းအေးချစ်နေထိုင်တဲ့မွတ်စလင်တွေလည်းညားယုံပြီးတော့ကျဲဖက်လုပ်တွေလုံးနေတဲ့ကောင်တွေရှိတယ်နော်တစ်ဖက်မှာနေပြီးတော့အေးရှင်းနေထိုင်တဲ့မွတ်စလင်ပြည်သူတွေလည်းနေရှင်တွေလည်းရှိတယ်ခုကပါလဲကျဲဖက်အားပေးနေတဲ့ဘင်္ဂလားဒေ့ရှ်ရောက်ပြည်ပရောက်မွတ်စလင်တွေနေပြီးတော့ဘင်္ဂလီကျဲဖက်တွေနေပြီးတော့လို့ဆိုတဲ့ဝါဒတွေနဲ့အကြောင်းနော်အဲ့ဒါဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ကြည့်လိုက်နော်ကျွန်တော်တို့မွတ်စလင်လူမျိုးအကြိုက်တဲ့နိုင်ငံသွားမယ်မွတ်စလင်နိုင်ငံကဘာပေါ်မှာနေရာကျော်ရှိတယ်အဲ့ဒါမင်းတို့ဗုဒ္ဓဘာသာရှိတဲ့နိုင်ငံကိုမင်းတို့သွားလိုဝတောင်းတာအရင်ခေတ်တည်းကမင်းတို့ရှိကိုတဲ့ဝေရဆိုတော့လူတဲ့မှုနော်လူတဲ့မှုအဲ့ဒီကောင်လူတဲ့မှုဝီမျိုးဒီ ICC မှာမင်းတို့အဖေဒီတွားရတယ်လေမင်းတို့ကကလာပြောတယ်အဲ့ဒီကလာကြောင်းမင်းတို့မြန်မာနိုင်ငံမင်းတို့ခွေးတောင်သားဒီတနိုင်ငံလုံးအခုမအေးဘူးနော်မင်းတို့ပြောထားတဲ့ကလာကိုဘာခေါ်ဖို့ ICC မှာတွားရတယ်ကလာဆိုတာဗမာရေးဘာလို့ပြောမြန်မာနိုင်ငံကအဖေကလာဆိုတာမထားနော်မောင်တော်ကလူတွေကြကမောင်တော်ကလူတွေကဗမာစာသင်ဖို့မလိုဘူးသူတို့ကမွတ်စလင်ရွာရှိတယ်မွတ်စလင်နေမြေရှိတယ်အဲ့ဒါလည်းမွတ်စလင်နေမြေရှိတာမင်းတို့တွေလာပြီနောက်တစ်ကောင်နော်ဒီပြေပေါရမွတ်စလင်အဲ့အကျဲဖက်တွေကနေပြီးတော့ပို့ဆိုးလာတယ်နော်အောက်ပက်40ကျော်ဂေဘီယနိုင်ငံမှာတရားစွဲစုစားနဲ့ပတ်သက်ပြီးမင်းတို့ဟာစောက်ချက်ကွေးပြီတခါတော့နော်မင်းတို့အကြောင်းတွေကိုစောက်ချက်ကွေးပြီတိုက်အာမရှောင်နဲ့မင်းတို့ပြေပေါရောက်မှုစနေကျဲဖက်တွေနေပြီးတော့တိုက်အာမရှောင်နဲ့နော်မွတ်စလင်စကားပြောတယ်သူတို့ကဗမာလိုမဲတို့စေပုံနိုင်တဲ့ဟာတွေအဲ့ဒါမလိုဘူးလေ
ခွေမျိုးတွေမင်းတို့တယောက်စီးစီးဆိုရင်မနိုင်ဘူးမင်းတို့က open နဲ့လာမနိုင်တာမင်းတို့ကခွေပေါ်မှာဒီဟာ တော့ဆိုလိုက်တယ်နော် လိုမမျိုးတွေ အေးရှင်းမရှင်းတာ ဟိုမှာလိုက်လက်ကလေးကြီးဒီမှာလိုက်လက်ကလေးကြီးဟိုမှာသွားရင်လက်လေးဒီမှာသွားရင်လက်လေးလိုမခွေးတွေမလေးရှားမှာလာပြီးတော့မင်းတို့အဖေနိုင်ငံလာတွေကအရက်တောင်းမယ်မုံမယ်ဟိုအလုံးမယ်ဒီအလုံးမယ် ငါတို့မြန်မာတွေကနေပြီးတော့မလေးမှာသွားရင်လည်းကိုယ့်အကိုအေးစိတ်နေကြတာနော်တရက်တောင်းမဲ့စားမဲ့ဒီလိုပဲနေတာမင်းတို့လိုနိုင်ငံယူတဲ့ကောင်အကျဉ်းဖဲလုံးတဲ့ကောင်လည်းတို့မြန်မာတွေမပါဘူးနော်တို့မြန်မာတွေကနေပြီးတော့သူများနိုင်ငံသွားရင်သွားတာအလုပ်တွေပါတယ်ကောင်းကောင်းလုပ်တယ်လုပ်ပြီးရင်ကိုယ်နိုင်ငံကိုပြင်လာကြတယ်မင်းတို့ကရောက်တဲ့နေရာမှာနိုင်ငံပဲမြေတွေပဲလိုက်တောင်းနေတဲ့ကောင်တွေမင်းတို့တွေကနေပြီးတော့နော်မဟုတ်ဘူးလားအဲ့တော့မြန်မာတွေကဆူဆူပူပူမလုပ်ဘူးရောက်တဲ့နေရာမှာနေပြီးတော့အေးရှင်ကိုလုပ်တယ်လုပ်ပြီးအေးစိတ်ပြင်လာတယ်သူကိုယ့်ရဲ့နေရာမှာပြည်ကြီးကိုနေပြီးတော့မင်းတို့ကောင်တွေကနေပြီးတော့ရောက်တဲ့နိုင်ငံမှာနေပြီးတော့လူခွင့်ရေးတောင်းမယ်နေမြေတောင်းမယ်ဆူဆူပူပူလုပ်တဲ့ကောင်တွေမင်းတို့တွေမဟုတ်ဘူးလားအပြားတာဟမ်မလေးရှားလာလို့ရှိရင်ခွေးလိုညီးနေတဲ့ငါလိုမ ငါတို့တွေကနေပြီးတော့သူများနိုင်ငံသွားရင်သူများခိုင်းတဲ့ဟာလုပ်ရမယ်တို့မြန်မာတွေကနေပြီးတော့ဆူဆူပူမလုပ်ဘူးငါတို့မြန်မာတွေကနေပြီးတော့မေတို့ကောင်တွေကနေပြီးတော့သူများနိုင်ငံတွေရောက်ရင်လေဆူဆူပူပူလုပ်တဲ့ကောင်တွေမေတို့ကောင်တွေမဟုတ်ဘူးလားပုံမှာကြီးလိုက်ရင်လည်းဒီသက်မှုဖြစ်ရင်လည်းမေတို့ကောင်တွေနော်စင်နာပြတာတို့ကျန်ဖဲလုပ်တာတို့လူသက်တာတို့ဆိုမေတို့ကောင်တွေပဲရှိတယ်ကျန်တဲ့ဟာတို့မြန်မာတွေကမရှိပါဘူးနော်ဒီအလုပ်တွေလုပ်တာမေတို့ကောင်တွေပဲရှိတယ်မဟုတ်ဘူးလားဒီကောင်တွေကနေပြီးတော့ရောက်တဲ့နေရာမှာမအေးချမ်းဘူးဒီကောင်တွေကနော် ဟိုမှာကြားကမြန်မာကြားကသူများကိုလိုက်ပြီးတော့ဆိုင်တယ်ကလာလို့ကလာမဟုတ်ဘူးမင်းတို့ဘာခေါ်ကူ ICC မှာမင်းတို့ဘာအတွက်တွားရတာမင်းတို့အဲ့လိုမျိုးပြောဟမ်ခွေးတော့မင်းတို့တဲ့အတီးရှိတယ်ကောင်ဒီနော်ခွေးကိုတမဲကျွေးရင်ခွေးကတော်တော်ကအာရှောင်းတဲ့ကောင်ဒီကောင်နေပြီးတော့နော်အာရှောင်းတဲ့ line ပေါ်မှာဒီကောင်ကအဖြူအမေကိုဖိချမတဲ့ဒီခုကလည်းဒီကောင်နေပြီးတော့ line မှာပြေပါရောက်တဲ့ကောင်တွေကဒီတိုင်းပါပဲနော်ပြေပါရောက်နေတဲ့ကောင်ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကြီးကိုနေပြီးတော့ support ထိုးမယ်ဒီလိုပဲဒီပဲ line လို့နေတယ်နော်